ထားရဲ့ပေါ့နော်ပြီးတော့အာလူထောင်းပါပေါ့ဝတ်သားမချက်သေးတဲ့အချိန်မှာဝတ်သားနှက်ထားတဲ့အချိန်ပါပေါ့နော်စီထည့်မယ်အားတော့အာလူထောင်းကိုချက်ဖို့တော့ပေါ့နော်စီမွတ်တက်တာဒီအဆက်လေးစုံကြောက်ထောင်းတာလေးပေါ့နော်အခုမှကောက်ကက်ထောင်းလိုက်တယ်အာလူကတော့စီစုပ်တဲ့သဘောဆိုတော့လေဟိုဘက်တက်လေးငါးပါးပြအုပ်မယ်လေတင်ကြကြမြင်စရာအပေါင်းရဲ့သူတို့လောက်တာကိုကြည့်တာရဲ့ကိုယ့်ရဲ့ idea လေးရဲ့ပစုံကြောက်လေးကိုထောင်းတာအာလူထောင်းလေးပေါ့နော်အာလူထောင်းနဲ့ဒါကတော့တော့ကြိုင်တော့အုပ်မှာပေါ့ငရုတ်ဒီအလိုလေးနဲ့စီမတက်ထားလေးခဏခေထားတယ်သူကအာလူကစီစုပ်တဲ့သဘောဆိုတော့စီဘလောက်ထက်တဲ့သူကစုပ်ဒါကတော့အာလူထောင်းကိုကိုယ့်ရဲ့ idea လေးနဲ့ဟုတ်ဟိုကအဲ့လိုရှောက်ကလေးရအာလူထောင်းပေါ့နော်ဗီဒီယိုကတော့ကိုယ့်အံကိုပဲထည့်လိုက်တာအာလူထောင်းပေါ့ပြီးရင်ဒါကတော့လိုသလောက်ထည့်စားပေါ့ကွာပြီးလားအပေါ်လေးမှာဖုံးလိုက်ပါပြီလို့ဒါဆိုတော့အကြိုက်တဲ့အစိမ်းအောင်လေးထည့်လိုက်ဒါအာလူထောင်းလေးဖြစ်သွားပါပြီလို့နော်အားလုံးကျေးဇူးတင်ပါတယ်ဒါကလေတက်သွန်ရဲ့သူ့ရဲ့ crispy ဖြစ်တာရဲ့အာလူထောင်းရဲ့အရသာလေးနဲ့ 人家高了。